ကိစ္စလာမှုကတော့အကျဉ်းတော့လေအခင်းတော့အကျဉ်းအခင်းတော့လေကတင်းရိုင်မဲ့တော့အဝိုင်းအကျဉ်းဒီငိုင်းနာကမတတ်ရတဲ့ခေခံလာတဲ့ငိုင်းနံဖက်ပရုံနာတဲ့ငါနာရှိစွနိုင်ယူမှုရတဲ့ဒီမိုင်းအမိုင်းအကျဉ်းငါအိုင်ရိုင်းနာယူမှုရတဲ့ဒီခေခံလာတဲ့ရိုင်းနာဒီစံနေဟောကြားမဲ့နှုတ်ကပတ်တော်ရဲ့ခေါင်းစဉ်ကတော့အချိန်ဆိုတာဖြစ်ပါတယ်ဟောကြားမဲ့နှုတ်ကပတ်တော်ရဲ့ခေါင်းစဉ်ကအချိန်ဆိုတာဖြစ်ပါတယ်နှစ်ကောအခန်းကြီး6အငယ်1ဖြစ်ပါတယ်နှစ်ကောအခန်းကြီး6အငယ်1မှာကင်တင်ရမယ့်အချိန်ကအခုအချိန်ဖြစ်ပါတယ်ခဏကကျွန်တော်တို့ဆရာမတွေကျွန်တော်တို့ကိုပြသွားတယ်သူတို့ရဲ့IDP ကဲမှာသူတို့ရဲ့အခက်အခဲတွေကိုကျွန်တော်တို့တွေ့ရတာဖြစ်တယ်အင်တာမှဝန်းနေစရာကောင်းတဲ့အဖြစ်ဖြစ်လေးတွေကိုတွေ့ကြရမယ်ဆရာတွေတော့မင်းတွေသူတို့ပြောတာဟာကျွန်တော်မြင်ရင်ကြားဘာကြောင့်လဲဆိုတော့သူတို့ရဲ့ခံစားချက်ကဆရာရဲ့ပါလေခံစားချက်ဒါပေမဲ့တရားကိုဘုဒ္ဓကဲမလဲဒါဘုဒ္ဓကဲမလဲကဲတဲ့ချင်းတဲ့လူတွေကြီးပဲဖြစ်တယ်ခင်ဗျားတို့ကျွန်တော်တို့အားလုံးရဲ့အသက်တာမှာလည်းတကယ်ကဲတဲ့စေခြင်းနဲ့ဒီလိုကဲတဲ့စေခြင်းနဲ့အချိန်မှာဘုဒ္ဓကဲတယ်မလဲကဲတော့ကိလာနာဒီကဲအဲ့ဒီဆရာဝန်ကမဲ့တော့ဘတ်တော်ရဲ့နိကောခတိ6နေနဲ့မှာဒီနေ့ကဲတင်ရမယ့်အချိန်ဒီနေ့ကမင်းကိုကဲတင်မဲ့အချိန်ဖြစ်တယ်ဒီနေ့ကကဲတင်ရအကောင်းဆုံးသောအချိန်ဖြစ်တယ်လို့တမန်ကျမ်းစာကရေးထားတာဖြစ်ပါတယ်ဒါကိုကျွန်တော်တို့ကြည့်တဲ့အခါမှာဒီနေ့ကကျွန်တော်တို့ကိုကဲတင်မဲ့အချိန် time ဆိုတဲ့အချိန်လေးနဲ့ကျွန်တော်ပတ်သက်ပြီးတော့လောကပတ်တော်လည်းငါကောင်းမှာဖြစ်ပါတယ် time ဆိုတာ time time လို့ပြောရတယ်အင်္ဂလိပ်လိုအချိန်လို့ပြောရပါတယ်ဒီအချိန်မှာခဏကျွန်တော်တို့ကိုကဲတင်မဲ့အချိန်ကဒီအချိန်ဖြစ်တယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကဲတင်ခံရမယ့်အချိန်နဲ့ဒီနေ့ဖြစ်တယ်ဘာကြောင့်လဲခင်ဗျားတို့ကျွန်တော်တို့မျက်စိဖွင့်နေတဲ့အချိန်ဘုရားသခင်ကိုရှာဖို့ပါလို့လိုပါတယ်ခင်ဗျားမျက်စိမိတ်ပွားတဲ့အချိန်မှာဘုရားသခင်ကိုရှာလို့မရလို့မျက်စိမိတ်နေတဲ့လူကိုထမင်းကျွေးလို့မရမသားကိုထမင်းကျွေးလို့မရမသားဖြစ်သွားတဲ့နောက်တော့ကေတင်ခြင်းနဲ့သွားပြီးအချိန်မရတော့ခဏမသားမဖြစ်ခင်မှာကျွန်တော်တို့လောင်တရရမယ်အချိန်ဖြစ်တယ်ကျွန်တော်တို့မသိခင်မှာလောင်တရရမယ်ဖြစ်တယ်ဒါကြောင့်ဒီရှာရကဘာပြောလဲဆိုတွေ့နိုင်တဲ့အချိန်မှာဘုရားသခင်ကိုရှာပါတွေ့နိုင်တဲ့အချိန်မှာဘုရားသခင်ရှာပါခင်ဗျာမျက်စိဖွင့်နေတဲ့အချိန်မှာဘုရားသခင်ကိုရှာကျွန်တော်တို့ရှာတဲ့အချိန်ကဘာလို့လဲလောကမှာရှာတဲ့အချိန်တွေအများကြီးတယ်ကျွန်တော်ရှာနေတာကကျွန်တော်ချစ်တယ်ကျွန်တော်ရှာနေတာကကျွန်တော်ကျမရဲ့တင်ကျွန်တော်ရှာနေတာကကျွန်တော်ရဲ့မယားကျွန်တော်ရှာနေတာကကျွန်တော်ရဲ့ဥစ္စာပစ္စည်းလောကအရာဒီအရာတွေကကျွန်တော်တို့အတွက်အရှင်တွေဖြစ်တယ်ဒါမဲ့တမန်ကျမ်းစာကပြောထားတဲ့အရှင်ကတော့ဒီအရှင်ပေါ့တမန်ကျမ်းစာကပြောထားတဲ့အရှင်ကထာဝရအသက်ကိုပေးမဲ့အရှင်ကိုရှာဖို့ဖြစ်တယ်။ဒါနဲ့ကျွန်တော်တို့ဒီမှာနေတဲ့အချိန်မှာအသက်တာမှာခဏလေးပုံဆုံးသွားပါဖြစ်တယ်။ခင်ဗျားတို့ကျွန်တော်တို့ရဲ့အသက်တာကဆံတော်လည်းမကွေးခင်ကွေးတော်လည်းမဆက်ခင်ကျွန်တော်တို့ရဲ့အသက်တာဆုံးရှုံးသွားတယ်။ဒီလိုဆုံးရှုံးသွားတဲ့အချိန်မှာခင်ဗျားတကယ်ပဲထာဝရအသက်တခင်ပိုင်ရှင်ကိုခင်ဗျားရတယ်ဒီလိုမရသေးဘူးဆိုရင်ခင်ဗျားရဲ့အသက်တာထာဝရဝန်နေခြင်းနဲ့ပဲနားရမယ်ဆိုတော့ခဏတမန်တော်ရှင်ပေါလုကကိုရိန္သုအသင်းတော်ဒုတိယအချိန်လေးတဲ့အသင်းတော်ကိုဒုတိယအချိန်လေးတဲ့စာရင်းမှာရေးထားတာကိုရိန္သုအသင်းတော်တွေကအင်မတန်မှချမ်းသာတယ်ကျေပါတယ်ဒါကြောင့်အဲ့ဒီမှာမတရားမိထုံတွေအများကြီးများတယ်ချမ်းသာကြွယ်ဝတာမှပြောနေတော့ပြောပါတဲ့လိုက်ကလပ်တဲ့ခုဒီမှာဆိုဒီဘန်ကောလိုပါပဲသူကပြန်ပြန်ခန်းဆက်မြို့ကတကယ်
ရောင်းဝယ်ဖောက်ကားတဲ့ပြည်တော်ကောင်းတဲ့နေရာဆိုတော့လေဒီနေ့ဒီထိုင်းနိုင်ငံကိုပေါ့အင်မတန်မှပြောတာဟိုတောင်းတဲ့တော့တိုင်းမှာ entertainment နဲ့ရှိတယ်ဟိုတော့က according to မြို့ကအင်မတန်မှပျော်စရာကောင်းတဲ့မြို့ဖြစ်တယ်အင်မတန်မှပျက်စီးတဲ့မြို့ဖြစ်တယ်ဒါကြောင့်သမဏေရှင်ပေါလုကစာမကျင်ကြီးရတယ်တစ်ချိန်ကြီးလည်းနာမကောက်ဘူးနှစ်ချိန်ကြီးရတယ်ဘာကြောင့်လဲမင်းတို့လေအခုအချိန်ပဲတဲ့မင်းတို့မျက်စိပွင့်နေတဲ့အချိန်မှာနောင်တရရမရရင်တော့သွားပြီဒါကြောင့်အချိန်ဆိုတာကိုကျွန်တော်ပြောချင်တာပါလေ time 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 ဆိုတဲ့အရာဖြစ်တယ် time ဆိုတာပါလေခြေကပါလေ time to the Lord ပြောတယ်ရတယ်ခြေရဲ့အဓိပ္ပာယ်က time to the Lord time to the Lord ဆိုဘုရားသခင်ရှိကိုပြန်တွေ့တာ time to the Lord ပြန်နေရှိကိုပြန်နေတာပါခင်ဗျားတို့ကျွန်တော်တို့ရဲ့တက်တာဘယ်နေရာပဲရောက်ရောက်အဲ့ဒီနေရာကနေနောင်တနဲ့ပြန်လာဘုရားသခင်ရှိကိုကလည်းပြန်လာပြီ time to the Lord ခရက်ပြန်လာရင်ဘုရားသခင်ကိုလည်းခင်ဗျားဘယ်နေရာမှာဒုစရိုက်ဖြစ်နေလဲပြုတ်တဲ့နေရာကနေပြန်လာခဲ့ဘုရားခင်ကျွန်တော်တို့ကပါလေပြည့်ပေးတယ်ကျွန်တော်တို့ရဲ့တက်တာကိုပြန်ပြီးတော့ကြည့်တဲ့အခါမှာတကယ်ပဲခင်ဗျားဘယ်နေရာမှာရောက်နေလဲကျွန်တော်ဘယ်ဘဝမှာရောက်လဲဘယ်လိုဒုစရိုက်ဖြစ်တာကျွန်တော်နေနေတယ်နေတဲ့အရာကနေအခုချက်ချင်းပြန်လာ real repentant to Christ စင်မနဲ့နောင်တနဲ့ဘုရားသခင်ရှိကိုပြန်လာခဲ့ပါယေရှုခရစ်တော်ရှိကိုပြန်လာခဲ့ပါယေရှုခရစ်တော်ကတကားဘောမှာခင်ဗျားကို welcome warmly welcome ကျွန်တော်တို့ကပါလေစောင့်နေတယ်ဒါကြောင့်ဒီနေ့ဘယ်နေရာပဲရောက်နေတယ်ရောက်နေတဲ့အချိန်ကနေကျွန်တော်တို့ပြန်လာလို့ပါအာရဲ့ဒီဘက်ကိုကျွန်တော်တို့ပြောချင်တယ်အာရဲ့ဒီဘက်က invest to the Lord ဘုရားသခင်ရှိကိုကျွန်တော်တို့ယဉ်နေမြုပ်တာမှာဘုရားသခင်ထမကျွန်တော်တို့ယဉ်နေမြုပ်တာပို့လို့ပဲ invest to the Lord ဘုရားသခင်စီမှာယဉ်နေမြုပ်တာမှာကျွန်တော်တို့ရဲ့အနည်းကအလေးကအများရပါမယ် invest လို့ရှိရင် interest ဆိုတဲ့အမြတ်ကိုကျွန်တော်တို့ရအောင်ဒါကြောင့်မိတ်ဆွေအနေနဲ့တကယ်ပဲခင်ဗျားရဲ့ invest ကတကယ်ပဲခင်ချင်ပါယဉ်နေရဲ့ invest ရဲ့ပါဒီလို invest ပြမှာဒါကျွန်တော်တို့ရဲ့အသက်တာ interest ဆိုတဲ့ဘုရားသခင်ရှိမှာ interest ဘုရားသခင်ရှိမှာ invest လို့ရှိရင်အဲ့ဒီ interest ကဘာ interest လဲလို့ပြောရင် eternal interest လို့ပြောတယ်သာဝရအမြတ်ဆုံးတယ်လို့ပြောတယ်သာဝရအမြတ်သာဝရအဝေနည်းတယ်လို့ပြောတယ်ခံစားဒါဆိုဘိဆွေအနေနဲ့ဒီနေ့လုပ်ရမှာကအချင်းရှိတော့လုပ်ရမှာကဘုရားသခင်ရှိကိုယဉ်နေပါလေလုပ်မှာဘုရားသခင်ရှိမှာဒီနေ့ကျွန်တော်တို့အချင်းရှိရတယ်မယဉ်နေလိုက်တော့ဘူးဆိုကျွန်တော်တို့ဘဝပြတ်ပြီဘာနဲ့သက်ဆိုင်ဒါကြောင့်ဒီအချိန်ကခင်ဗျားတို့ကျွန်တော်တို့ယဉ်နေမြုပ်နှံမှာရမယ်အချိန်ဖြစ်ဘုရားရှိပါလေသာဝရဘုရားသခင်ရှိပါဘာယဉ်နေမှာလဲခင်ဗျားရဲ့ခန္ဓာစိတ်ဝိညာဉ်သုံးပါးစလုံးကိုယဉ်နေမြုပ်နှံတော့ဒါမှအသက်ဝိညာဉ်ကတည်းကရမယ်အသက်တာကတည်းကရမယ်ခန္ဓာကိုယ်ရွေးတော့ပါတယ်ကတည်းကဆိုတဲ့အမြတ်ကိုကျွန်တော်တို့ပါပဲခံစားရရှိမှာဖြစ်တယ်ဆိုတော့ဟုတ်တွေ့ရတယ်နောက်တစ်ချက်ကပါလဲဆိုရင်and yet they get it. March with the Lord, marching. Kanaga, dia, siapa dia? Itu, tak boleh kita kama, tak boleh kita kama. Itu marching tak boleh. Ini, itu ini ada buat. Madam, sebab dia berdebat, supaya kita tidak kita. Ini jangan kita cinta dia, jangan kita jauh cinta. Kekeh ni jangan ni kita nak berdua apa? Payah buat kita nak. March with the Lord. Beli ama bersih. Payah kita nak itu sih deh. Yang jadi ini dengan nasi. Kita nak dengan nasi. Beli ama bersih ni ni apa bersih? Kita nak ITV kan cuma benar betul kan sihir yang ni. Tilo sihir yang ni deh. အခြေအနေအစီအစဉ်နဲ့ကိုလိုရဲ့အစီအစဉ်ပဲကျွန်တော်ကျမတို့ဒီလိုဒုက္ခရောက်နေတဲ့အချိန်မှာလည်းကိုလိုကျွန်တော်ကျမနဲ့အတူရှိတဲ့အတွက်ကြောင့်
တနေ့မှာကိုတော်ပြန်ပြီးတော့ကျွန်တော်တို့ကိုကောင်းစားတဲ့အချိန်ဒီထက်ပိုပြီးတော့ကောင်းတဲ့အဆောက်အဦကျွန်တော်တို့ခရီး IGP ကမှဆုံးရှုံးသွားတဲ့အရာတွေအများကြီးကျွန်တော်တို့ရွာကိုပြည်တယ်အကုန်လုံးလောင်းတယ်ကျောင်းလောင်းတယ်ဒါပေမဲ့ဘုရားသခင်လည်းဘယ်လိုလောင်တဲ့အချိန်မှာလည်းဘုရားခင်တဲ့အတူရှိတယ်ပျော်တဲ့အချိန်မှာလည်းဘုရားခင်တဲ့အတူရှိတယ်ဒီလိုဒုက္ခရောက်နေတဲ့အချိန်မှာလည်းဘုရားခင်တဲ့အတူရှိတယ်ယောဘကပြောတယ်သူ့မိန်းမကိုပြောမင်းဟာငါတို့ပျော်ဒုက္ခတော့ပျော်နေရသေးတာချမ်းသာအချိန်ကတော့မင်းပျော်သေးတယ်မဟုတ်ဘူးအခုဒီလိုဒုက္ခရောက်တဲ့အချိန်မှာကျွန်တော်တို့ဘာကြောင့်မနေနိုင်ရမှာလဲဘာကြောင့်ဘုရားသခင်ကိုပြစ်မှားရမှာလဲဘာလို့ praise the Lordကောင်းဆုံးပဲဒါကြောင့်ကျွန်တော်တို့ရဲ့ဘဝတက်တာကိုပြန်ပြီးတော့ကြည့်ပါခင်ဗျားတို့ကျွန်တော်တို့ရဲ့တက်တာကိုကြည့်ပါဘယ်နေရာမှာရောက်နေတယ်လဲဘယ်အခြေအနေမှာရောက်နေတယ်လဲရောက်နေတဲ့အခြေအနေမှာငါနဲ့အတူရှိတော်ဘုရား God with us Emmanuel ကျွန်တော်တို့နဲ့ကြည့်ပါလားရှိတဲ့ဘုရားမှာဘုရားသခင်ပဲတို့ယုံကြည်ရင်အဲ့ဒီဘုရားသခင်ရဲ့လမ်းပြပို့ဆောင်မှုကြောင့်တေမင်းရဲ့ရေတော်မတော်ကြိုက်သေးတော့ရှောက်သွားရတယ်လေဘေးအနေရဲ့ကိုအကြောင်းကသာဝရဘုရားသည်ကျွန်ုပ်နဲ့အတူရှိတော်မူပြီးဖြစ်၍နန္ဒန်တော်နဲ့တောင်းဝင်းတော်သည်ကျွန်ုပ်ကိုချမ်းသာစေပါ၏. Very good. That is good news. ဒီမတမကောင်းတဲ့အရာကိုတော်နဲ့ရှောက်သွားရတာတော့ကောင်းတာရှိလင်းနဲ့မရသွားရတာတော့မှတဘောတူခြင်းနဲ့သွားတာဆရာမနဲ့ကျွန်တော်နဲ့တဘောတူခြင်းနဲ့သွားရတယ်သူလည်းရည်ရွယ်ချက်ကျွန်တော်လည်းပါရည်ရွယ်ချက်တဘောတူပြီးတော့တဘောမတူတဲ့နေ့မှာထားရည်ရွယ်တယ်လူတွေနဲ့နေတဲ့အခါမှာဒီလိုပဲပါလေနေရတယ်ဒါပေမဲ့ဘုရားသခင်နဲ့နေရတာကြတော့အင်မတန်မှပဲပါလေရရှင်ခြင်းဝမ်းမြောက်ခြင်းနေတဲ့ချက်ရှိကိုတော်နဲ့အတူနေရတာသူပြောတယ်ကိုတော်တဲ့ကျွန်တော်ကတော့ဘယ်လိုဟာမျိုးလဲကျွန်တော်တလောက်ဒုက္ခဆင်းရဲရောက်နေတယ်ကျွန်တော်ကိုအာမခံတဲ့လူဘယ်လိုရှိတော့လဲဘယ်လိုရှိတော့လဲယောဘကတည်းကပြောတယ်ခဏကျွန်တော်တို့ဒီလေယောဘကိုတက်တာပဲယောဘကလည်းပြောတဲ့အခါမှာလည်းဘုရားသခင်နဲ့အတူရှိတယ်ဆင်းရဲဒုက္ခရောက်တဲ့အခါမှာလည်းဘုရားသခင်နဲ့အတူရှိတဲ့အတွက်ကြောင့်သူ့အသက်တာကောင်းခြင်းနဲ့စရတယ်ခဏခင်ဗျားတို့ကိုကောင်းကြီးလိုချင်သလားလို့ပြောရင်လိုချင်တယ်လို့ပဲပြောပါမယ်လက်စမကောက်ဆရာရဲ့စေစားအသက်တရားလိုချင်တယ်လို့ပြောဒါမှဘုရားသခင်နဲ့အတူကြတော့ပါမနေခြင်းဘူးဘုရားသခင်ရဲ့စကားကိုနားထောင်ပါဆိုနားမထောင်ချင်ဘူးဘယ်ကကောင်းကြီးတာမှာလဲကောင်းကြီးဆိုတာနားထောင်ခြင်းနဲ့ခေါ်တယ်ဒီကဆရာမတွေအခုတော့တင်တော့တယ် obedience equal to doing and knowing and doing နာခံခြင်းအတ္တဆိုတာနာခံခြင်းသိခြင်းနဲ့လုပ်ခြင်းတစ်မျိုးပါတဲ့အရာဖြစ်တယ်။ခဏကျွန်တော်တို့ invest လုပ်တယ် matching လုပ်တယ်ဖျားခင်နဲ့အတူသွားတယ် match with the Lord ဖျားခင်နဲ့အတူသွားလာတဲ့လူတွေကဒီမတမှာဖျားခင်ကောင်းချီးပေးတယ်။အေးနောက်ရဲ့တက်တာကိုကျွန်တော်တို့ကြည့်တဲ့အခါမှာအေးနောက်ကလည်းအနည်း300လုံးကိုတော်နဲ့ဖြစ်ပါတယ်။သွားလာတဲ့အတွေ့အကြုံအရှင်လက်လက်ခေါ်တော်မူခြင်းခင်ဗျားတို့လည်းအတူနေပဲဆိုရင်အဲ့ဒါလို့တော့အေးနောက်လို့တော့အေးနောက်လို့အတူနေမယ်ဆိုရင်အနည်း300အတူနေမယ်ဆိုရင်ကျွန်တော်တို့အရှင်လက်လက်ပေါ့အနည်း30အတူမနေကြည့်ချီဆောင်ခြင်းခံအရှင်လက်လက်အခုကျွန်တော်တို့ကလည်း10မိနစ်အတူပါလေမနေဘူးအတူနေခဏပဲပြင်ပြန်ကွဲလိုက်နေလိုက်ကွဲလိုက်တရားဒီခင်နဲ့ဘာလုပ်လဲဆိုအတူနေလိုက်ပြန်ကွဲလိုက်အတူနေလိုက်ပြန်ကွဲလိုက်အတူနေလိုက်ပြန်ကွဲလိုက်ကျွန်တော်တို့ရဲ့စိတ်ဓာတ်ကဘာစိတ်ဓာတ်လဲဆိုပြည့်တဲ့စာမှာစိတ်ဓာတ်တစ္ဆာမရှိဘူးဒါကြောင့်ကျမ်းစာထဲမှာ much with the Lord ဘုရားသခင်နဲ့အတူတော့ပါမင်းတို့နဲ့ကအတူရှိတဲ့ဘုရားဖြစ်တယ်လို့ပြောနေတာကမှကျွန်တော်တို့အတူပါလေမနေချင်တာဘယ်လိုလုပ်မလဲနောက်ဆုံးတစ်ချက်က E က endure with the Lord ဘုရားသခင်နဲ့တည်ကြည် endure with the Lord ဘုရားသခင်နဲ့အတူပါလေတည်ကြည်ပါ endure the Bible
endure the word of God ဘယ်ထဲမှာလဲနှုတ်ကပတ်တော်နဲ့တည်ကြည်ခရစ်ကျွန်တော်တို့တရားနဲ့နှုတ်ကပတ်တော်ပြီးတာဒီနှုတ်ကပတ်တော်နဲ့ပဲတည်ကြည်ဖို့ပဲပါလူလာကျွန်တော်တို့ကိုကယ်နိုင်တာလည်းနှုတ်ကပတ်တော်နှုတ်ကပတ်တော်ကရှားနိုင်ရင်ယုံကြည်ခြင်းဖြစ်တယ်အဲ့ဒီယုံကြည်ခြင်းကကျွန်တော်တို့အသက်တာပြင်ပြီးတော့ကယ်တင်ခြင်းနဲ့ဖြစ်စေတယ်ဒါကြောင့်ခရစ်ကျွန်တော်တို့နှုတ်ကပတ်တော်နဲ့တည်ကြည်ဖို့ပါလို့ဒါကြောင့်ခရစ်အချိန်တိုလေးမှာစစ်တော်မိတ်ဆွေညီကိုမောင်နှမတွေပြောချင်တယ်ဒီနေ့ဟာကယ်တင်ရာနဲ့ဒီအချိန်ကကယ်တင်ရမယ်ခံရမယ်အချိန်ဖြစ်တယ် time တော့ဒီအချိန်ကကျွန်တော်တို့ရဲ့အင်မတန်ကောင်းတဲ့အချိန်အင်မတန်ပြင်ဆင်တဲ့အချိန်တိတ်မကြခင်မှာ rapture ခြေဆောင်ခြင်းလာတဲ့အချိန်ဒီအချိန်မှာခမညာrapture နဲ့ပြန်ဒီနေ့နဲ့ပြန်လာလို့ရှိရင်ကျွန်တော်ကပြင်ဆင်မထားဘူးဆိုရင်နောက်ကြပါတင်တော့မချင်မမတ်တော့ချိန်နဲ့လူသားတွေပါလေကြွလာတယ်လူသားတွေကြွလာတယ်ခမညာတော့မပြင်ဆင်တဲ့အချိန်လူသားကြွလာမယ်ဆိုရင်မိတ်ဆွေဝိဒါရင်ခါလာမယ်ကျွန်တော်တော့မနေချင်ဘူးဒါကြောင့်ခရစ်နာနဲ့မှာခရစ်ညနေမှာကျွန်တော်ပြောလို့တော့ပါမယ်ဆိုရင်ဒီအချိန်မှာကဲ့တင်ရမယ်ဖြစ်တယ်ကျွန်တော်တို့အားလုံးဟာဒီအချိန်ကိုကြည့်ပြီးတော့ဘုရားသခင်ရဲ့ကဲ့တင်ခြင်းတရားကဲ့တင်ခြင်းတဲ့စကားကိုကျွန်တော်တို့ကြားနာပြီးတော့ကျွန်တော်တို့တက်တာပြောင်းလဲနှုတ်ကပတ်တော်နဲ့ဆင်ခြင်ပြီးတော့ဘုရားသခင်နာလတန်တော့ခြေဆောင်ခြင်းကိုအစစ်ပြတ်ဆောက်မြော်ပြီးတော့တက်ချက်သွားကြပါစို့လို့ပြောပါမယ်အကြောင်းတိုင်းစီကိုရှားတင်ကောင်းခြင်းပေးပါစေ